안녕하세요 여러분, 알로메밍라바. 코리아마 메이크업고 세윈사래 둘이 시자라. 나마몰루싱이 라시버너 메이크업에 빠따비러 자운이 따니에 따그로이 따니에 둘이 시라. 나마몰루싱이 미미로묘 메이크업에 빠따비러마 세윈사래 프로페셔널 바잉고 도와주니에 둘이 시라. 솔루싱이 디비디오 리우서 치비바나.အားလုံးပဲမင်္ဂလာပါမိမိဖြစ်ပါတယ် 오랜만이에요 ဒီနေ့ဗီဒီယိုလေးကတော့မိမိပြီးခဲ့တဲ့ခေါက်သွားဖြည့်ခဲ့တဲ့ဆောင်းပွဲနဲ့ပတ်သက်ပြီးတော့မှ sharing လေးလုပ်ပေးချင်လို့ပါဆိုတော့လာမိမိကိုလာမိကြတယ်ပေါ့နော်အမမိကက်ဆောင်းပွဲဆိုတာဘယ်လိုမျိုးကိုပြောရလဲဘယ်သူတွေဖြည့်လို့ရလဲကုန်ကြငွေရောဘယ်လောက်ရှိလဲတင်တန်းကြီးရောဘယ်လောက်ရှိလဲပေါ့နော်ဘာတွေပြင်ဆင်ထားရမလဲဖြည့်ပြီးတော့လို့ရှိရင်လက်မှတ်ရသွားလို့ရှိရင်ရောဘာတွေအကျိုးကျေးဇူးတွေရှိလဲဆိုတော့မိခွန်းလေးတွေကိုအဓိကထားဖြည့်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးပေါ့နော်ဒီဆောင်းမိုးပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးပြပြပေးချင်ပါတယ်သူက한국 국가 메이크업 국가 자격증လို့ခေါ်တယ်ပေါ့နော်ကိုရီးယားကအစိုးရကတရားဝင်ပေးတဲ့ဒီ makeup certificate ဖြစ်ပါတယ်ဆိုတော့ဘယ်လိုတွေဖြေလို့ရလဲပေါ့ဆိုတော့ဒီ makeup တက္ကသိုလ်တက်နေတဲ့သူမှမဟုတ်ဘူးမိသူမဆို makeup ကိုစိတ်ဝင်စားတယ်မိသူမဆိုဝင်ဖြေခွင့်ရှိတယ်ပေါ့နော်ဝယ်ကုကင်းပဲဖြစ်ဖြစ်ဟန်ကုကင်းပဲဖြစ်ဖြစ်ပေါ့နော်ကိုရီးယားပဲဖြစ်ဖြစ်နိုင်ငံခြားသားပဲဖြစ်ဖြစ်မိသူမဆိုဝင်ဖြေခွင့်ရှိပါတယ်အသက်အရွယ်လည်းမကန့်သက်ထားဘူးပေါ့နော်ဆောင်းမွေးကြီးကဈေးမများပါဘူးအစိုးရဆောင်းမွေးဖြစ်တဲ့အတွက်သူကဈေးတက်တာတွေပေါ့နော်ဆောင်းမွေးကြီးကဒီလက်တွေ့နဲ့ရေးဖြည့်နဲ့နှစ်ခုစလုံးက2000ဝန်းကျင်တစ်ခုကို2000ဝန်းကျင်စီပဲရှိပါတယ်အဲ့တော့အဲ့ဒီအတွက်ပေါ့နော်ဈေးမများပါဘူးဒါပေမဲ့ဘယ်ဟာဈေးများလဲဆိုလို့ရှိရင်ကတော့တင်တန်းကြီးဖြစ်ပါတယ်ဆိုတော့ပြင်ဆင်မှုအတွက်ပေါ့နော်အဲ့ဒီ makeup ကိုဆောင်းပွဲကိုဝင်ဖြည့်ဖို့အတွက်တင်တန်းကြီးပြင်ဆင်ရတဲ့တင်တန်းကြီးပြင်ဆင်ရတဲ့ဒီပစ္စည်းတွေအားဆိုလို့ရှိရင်ကိုအိတ်ဆိုင်ရမှာဖြစ်တဲ့အတွက်ပေါ့သူကတော့ဈေးနည်းနည်းလေးညာပါတယ်ဆိုတော့တင်တန်းချင်းရောဈေးဘယ်လောက်ရှိလဲဆိုတဲ့မိခွန်းတက်ကကြတော့အတိအကျဖြည့်ပေးလို့တော့မရဘူးပေါ့နော်ကိုရီးယားမှာကတင်တန်းအများကြီးရှိတာဖြစ်တဲ့အတွက်တင်တန်းကနာမည်ကြီးရင်နာမည်ကြီးတယ်လို့ဈေးတွေလည်းကွာခြားချက်ရှိပါတယ်အဲ့ဒါလေးတော့ရှိပြီပေါ့နော်ဒါပေမဲ့ပြန်အဖြစ်ကတော့4 5 6တိန်ပေါ့နော်6တိန်ဝန်းကျင်ပေါ့ပစ္စည်းကတော့ကိုဝယ်တဲ့ပုံမူတည်ပြီးတော့အနည်းငယ်ဝယ်ပြမှုရှိပါတယ်ပြီးလို့ရှိရင်ဘာတွေဖြေရလဲဆိုတဲ့မိခွန်းကကြတော့ပြီးခဲ့တဲ့ကောင်မီ post လေးတင်ပြီးတော့ sharing လေးလည်းလုပ်ပေးထားပြီးမြည်ဒီ video လေးကနေတစ်စက်ပြန်ပြီးတော့မှပြောပြပေးမယ်ပေါ့နော်ဆိုတော့ဘာတွေဖြေရလဲဆိုလို့ရှိရင်လက်တွေ့နဲ့စာတွေ့ဖြေရပါတယ်အရင်ဆုံးစာတွေ့ဖြေရပါတယ်ပေါ့နော်ဖြေရပါတယ်စာတွေ့ကဘာတွေမေးလဲဆိုလို့ရှိရင် makeup သမိုင်းချောင်းတွေပေါ့နော် makeup ရဲ့ yoga ပြီးလို့ရှိရင် color theory ဘိုင်းတွေ makeup ရဲ့ဒီ 제품ပေါ့နော်ပစ္စည်းအကြောင်းတွေပြီးလို့ရှိရင် technique ဘိုင်းတွေပေါ့နော်ပြီးရင်နောက်ဆုံးအရေးကြီးတာက we saying ပေါ့နော် makeup professional ဒီ artist တယောက်မှာရှိထားရမယ့်တန့်ရှင်းရေးပိုင်းပေါ့နော်တန့်ရှင်းမှုပိုင်း we saying ပေါ့နော် hygiene ပိုင်းကိုတော်တော်လေးမေးပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုလေ့လာထားရတယ်ဆိုလို့ရှိရင်လည်းပဲကိုကဝင်ဖြေနိုင်ပါတယ်ပေါ့နော်စာတွေ့အောင်သွားမှသာလေလက်တွေ့ကိုဖြည့်ခွင့်ရှိပါတယ်ဆိုတော့လက်တွေ့ရဘာတွေမေးလဲဆိုလို့ရှိရင်ဒီပေါ့နော်kit alike makeup တွေပေါ့နော်ဒီသူတို့သတ်မှတ်ထားတဲ့ဒီ makeup look ကိုသတ်မှတ်ထားတဲ့အချိန်တွင်းမှာပြီးအောင်ပြင်ပြရတယ်ပေါ့နော်ပြီးလို့ရှိရင် makeup တွေမကဘဲနဲ့ဘာလဲဆိုလို့ရှိရင်ဒီsongnun's of extension ပေါ့နော် eyelash extension ပါမယ်ပြီးရင် suyong ပေါ့နော်မုတ်စိတ်အတူလုပ်တဲ့ဟာပါမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေဖြည့်ရတယ်ပေါ့နော်ဒီအမကောဘယ်လိုမျိုးတင်တန်းတွေတက်ပြီးတော့မှအပြင်တင်တန်းတက်ပြီးတော့ဖြည့်လိုက်တာလားဆိုတော့မိမိကတော့မိမိတို့ကျောင်းမှာလုပ်တဲ့တင်တန်းပေါ့နော်ဒီအပြင်တင်တန်းမဟုတ်ပဲねကျောင်းမှာလုပ်တဲ့တင်တန်းကိုတက်ပြီးတော့မှဖြည့်လိုက်တာပါပြင်ဆင်ချိန်ကတော့မိမိက3လလောက်တော့တင်တန်းတက်လိုက်ရတယ်ပေါ့နော်တင်တန်းမပြီးခင်တင်တန်းတက်နေတော့မှစာတွေးဖြည့်တယ်စာတွေးကို2ခေါက်လောက်တော့ဖြည့်လိုက်ရတယ်ပေါ့နော်2ခေါက်လောက်ဖြည့်ပြီးတော့မှအောင်နေအောင်ပြီးတော့မှလက်တွေကိုရှင်းချောင်းလုပ်တယ်ပေါ့နော်ဆိုတော့လက်တွေရကြတော့တင်တန်းမပြီးခင်မှာလက်တွေလေးအောင်သွားတယ်ပေါ့နော်ဆိုတော့အခုကတော့အောင်သွားပါဒီလက်မှတ်ကိုရထားလို့ရှိရင်ဘာတွေအကျိုးကျေးဇူးရှိလဲဘာတွေလုပ်လို့ရလဲဆိုတဲ့သူတွေအတွက်ကကြတော့ဒီလက်မှတ်ကတရားဝင်ဒီကိုယ့်ရဲ့အရေးချင်းကိုအတိမတ်ပြုတဲ့ certificate ဖြစ်တဲ့အတွက်နောက်ပိုင်းကိုအလုပ်ဝင်တဲ့အခါပေါ့နော်ဒီ beauty salon တွေမှာအလုပ်ဝင်တဲ့အခါဒါမှမဟုတ်လို့ရှိရင်လေကိုက makeup freelance artist ပေါ့နော် makeup freelance artist အနေနဲ့လုပ်ချင်တဲ့သူတွေအတွက်လည်းအတုံးဝင်တဲ့လက်မှတ်တစ်ခုပေါ့နော်ကိုရီးယားမှာကတော့လက်မှတ်လေးရှိထားလို့ရှိရင်ကိုကပို့ပြီးတော့မှအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ပြီးလို့ရှိရင်နောက်ပိုင်းပေါ့နော် beauty နဲ့ပတ်သက်ပြီးတော့ makeup နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းကိုပိုင် business စချင်တဲ့အတူတွေ dress ဆိုလို့ရှိရင်လည်းပဲတော်တော်လေးအသုံးဝင်တဲ့လက်မှတ်လေးတစ်ခုဖြစ်ပါတယ်ဆိုတော့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းလည်းမိဒီပေါ့နော်ပြီးခဲ့တဲ့ hockey တီပေါ့နော်ဒီဆောင်ပွဲပြင်ဆင်နေရတာနဲ့အလုပ်ရှုပ်နေတဲ့အတွက်ဘာမှ activity လေးမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့အခု
နောက်ပိုင်းကကြတော့မိမိလည်းဒီ self makeup တန်းတွေဒါမှမဟုတ် makeup နဲ့ပတ်သက်တဲ့တခြား activity လေးတွေအများကြီးလုပ်ဖို့ရှိတာမို့လို့지켜봐주시기 바랍니다. အခုဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်စိတ်ဝင်စားစရာ sharing video လေးတွေနဲ့ပြန်ပြီးတော့မှလာခဲ့ပါမယ်။